ဇက်ရှိပင်ပြုခြင်းမရှိဘူးပေါ့နော်ရှယ်ပဲဗျမိုးရင်းမှာဒီအရေးသွေးမျိုးရအောင်စိုက်နိုင်တဲ့တောင်သူနဲပါတယ်ဗျတော့စနေတကြလုပ်တဲ့တောင်သူရယ်ကျွန်တော်တို့အပင်ကိုခံအားတက်အောင်လုပ်ပြီးမဲ့စုပ်ဖွားရဲ့တွေ့သွားတဲ့အခါမှာအပင်တွေမှာကျွန်တော်မှုသေးဖြန်းလဲမှုသေးထိရောက်လာတာပဲဖြစ်ပါတယ်ခင်ဗျာစမ်းမဖြူပင်9000စိုက်တဲ့ခြံပါဖြစ်ပါတယ်ရှယ် နေငါမူတစီဖြန်းတကယ်မူတစီဖြန်းပြီးတော့ဒီလောက် ဟုတ်တယ်ဘာလို့ငါတို့ခါတိုင်းကဆိုလို့ရင်မှုသေးတော့ဖြန်းနေကွာဒါပေမဲ့အပင်မှာယောဂမကင်းသွားဘူးအေးနော်ငါပြောတာအဲ့လိုမျိုး ဟုတ်တယ် တီလူပုံစံမျိုးမလာဘူးကွာအရွက်ကိုမူစီချမ်းပြီးစားအောင်ကွာ ဟုတ်တယ် အရွက်တီလူပုံစံမျိုးမဖြစ်တာ ဟုတ်တယ်သဘောမကျတာ လုံးဝကြံပြီးတော့လေအဲ့လိုဖြစ်နေတာ တီလူမျိုးမဖြစ်တာသဘောမကျတာ ဘယ်မျိုးမယုံငါအမေဖေကြီးရယ်မယုံဝင်မကြည့်လိုက်ဒီဘန်းဟင်းအစားတော့ဘယ်လိုမျိုးဆိုတာကွာလူနာမေးကြည့်လိုက်ရတယ်အာမင်းပြောနေကြတယ်အခု share ပဲ ရှင်မင်းငါလည်းရောက်ရှေ့ပြောင်းငါလောက်ဟာတကယ် ဟုတ်ပြီဒီဈေးနဲ့ထောပြီ